ဘာရှုစပစ်ဆိုတဲ့ဒီကောင်လေးကတော့ K-pop ဘေးမှာကြီးလီစာရဲ့ World Cup တချင်းတွေမကောက်ဘူး။ကမ္ဘာလုံးမှာရှိတဲ့2026မှာဆိုတဲ့ World Cup တချင်းတွေအကုန်လုံးကိုရိုက်ချလိုက်တာပါ။တချို့ပရိသတ်တွေကတော့ Speed ရဲ့တချင်းက2026 World Cup နဲ့အလက်ဖက်ဆုံးတချင်းတစ်ပုဒ်လို့တော့သတ်မှတ်ပြောဆိုနေကြပါတယ်။ဘာကြောင့်လဲဆိုတော့တချင်းရဲ့ beat, energy နဲ့ entertainment ပုံစံဖန်တီးပေးနေတဲ့ feeling တွေက World Cup လိုကမ္ဘာ့ဆင့်အားကစားပြိုင်ပွဲကြီးတစ်ခုနဲ့အရန်ကို match ဖြစ်တယ်လို့မြင်လာကြတာကြောင့်ဖြစ်ပါတယ်။တစ်ဖက်မှာလည်း K-pop ပရိသတ်တွေထူးဆန်းဝင်စားနေကြတယ်လီစာရဲ့ World Cup တချင်းနဲ့ Speed ရဲ့တချင်းကိုနိုင်ရှင်ပြောဆိုမှုတွေအများကြီးထွက်ပေါ်လာပါတယ်။တချို့က view ရဲ့အတွက်တွေ reaction video တွေ social media engagement တွေကိုကြည့်ပြီးတော့ဗတချင်းကပို့ပြီးတော့လူကြိုက်များနေလဲဆိုတာကိုဆွေးနွေးကြတာပါ။လူတော်များများကတော့ World Cup တချင်းတွေအကြောင်းပြောကြတဲ့အခါမှာ view ရဲ့အတွက်တွေကိုကြည့်ပြီးတော့တဲ့တချင်းကပို့ပြီးတော့လူစိတ်ဝင်စားမှုပိုရနေတယ်လေတောက်တလေးရှိကြတာပါတယ်။အခုလေလီစာရဲ့ World Cup တချင်းနဲ့ Speed ရဲ့ World Cup တချင်းကိုနိုင်ရှင်ပြောကြနေတာကိုတွေ့ရပါတယ်။တချို့ပရိသတ်တွေရဲ့အမြင်ရတော့လီစာရဲ့တချင်းက YouTube ပေါ်မှာနှစ်ပတ်ကရှိနေပြီဖြစ်ပေမဲ့ view ရဲ့အတွက်ကတော့15 million ဝန်းကျင်သာရှိနေသေးပြီးတော့ Speed ရဲ့တချင်းကတော့3ရက်အတွင်းမှာ19 million ထိရောက်ရှိနေခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လေဗတချင်းကလက်ရှိအချိန်မှာလူစိတ်ဝင်စားမှုပုံမရရှိနေတယ်လဲဆိုတော့အတော်လေးကိုသိတာနေတယ်လို့ပရိသတ်တချို့ကယူဆနေကြပါတယ်။ Speed ရတာချက်တစ်ခုကသူ့ရဲ့ personality နဲ့ energy ပါပဲ။ YouTube streamer တယောက်အနေနဲ့စတင်နာမည်ကြီးလာခဲ့ပေမဲ့နောက်ပိုင်းမှာတချင်းတွေ entertainment နဲ့ event အမျိုးမျိုးမှာပါဝင်နိုင်ခဲ့တာကြောင့်ပရိသတ်တွေအခြေခံကအရင်ကျက်ပြက်လာတာပါ။ဒါကြောင့်သူထုတ်တဲ့ကိုတက်တော်များများထွက်လာတာနဲ့ချက်ချင်း viral ဖြစ်လို့ရှိပါတယ်။နောက်ဆုံးမှာတော့ဗတချင်းကပိုကောင်းတယ်ဗတချင်းကအောင်မြင်တယ်ဆိုတာတဲ့ပရိသတ်တယောက်ချင်းစီရဲ့အမြင်ပေါ်မှာမူတည်ပါတယ်။ဒါပေမဲ့လည်း Speed ရဲ့ World Cup တချင်းကတော့ထွက်ရှိလာပြီးမကြာခင်အချိန်တွင်းမှာပဲလူအများရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပြီးတော့ World Cup အငွေ့သက်ကိုခန်းစားရစေတဲ့တချင်းတစ်ပုဒ်ဖြစ်ဆွေးနွေးမှုများစွာရရှိနေတယ်ဆိုတာကတော့ညင်လို့မရတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။